င်္ဂလာပါရှင်ကျမတို့ရဲ့မြင့်မို့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ကျမတို့ channel လေးကနေဒီတစ်ခါတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ဘွားမေစိတ်နဲ့အတုံးလှဲဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ရှင်ဒီဇာတ်လမ်းလေးကိုနားမစင်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးခဲ့ပါနော်အမေဒီနေ့ငါပြောဖို့တုတ်ဆာမယ်နော်အေးကောင်းတာပေါ့ကြီးတုတ်တော်ဝင်းကမနက်စာအတွက်မိဖို့အတွင်ပြင်ဆင်နေရင်မိခင်ဖြစ်သူဘွားမဲစိန်ကြားစီရဲ့လှမ်းအော်ပြောလိုက်တာပါအနောက်ဖေးမှာပတိစိတ်လမ်းလျှောက်နေတဲ့ဘွားမဲစိန်ကလည်းသမီးဖြစ်သူရဲ့စကားကိုလက်ခံတယ်လေအဲ့လိုနဲ့တော်ဝင်းကငပြောဘူးကိုပြုတ်ပြီးမြေပဲဆံများထောင်းကတုတ်ဖို့ပြင်ဆင်มาတော့တယ်အဲ့ဒီချိန်မှာနန်းကြိုင်တယောက်အိမ်မှာမရှိပါဘူးအကြောင်းရင်းကတော့သူ့ရဲ့အဖေါ်ရင်းနဲ့ရွာထဲကိုအလဲထွက်သွားတာကြောင့်ပါအကြီးဝင်းကြီးဘွားရှိလားအေးတိတ်နုလားရှိတယ်ဟေ့ညီပွားနောက်ပြီးမှလမ်းလျှောက်နေတယ်ခြံဝိုင်းရှိမှအတန်းကြောင့်ဒေါ်ဝင်းကအော်ပြောလိုက်ပါတယ်ဟုတ်ကြီးကျုပ်ကိုပြစ်ကပဲထိုင်ဆောင်နေတော့မယ်တော့ဘာပတိစိတ်ပြတ်မှာဆိုလို့ဩအေးပါခဏသာစညီပွားလာလိုက်မယ်အကြီးထမင်းချက်နေလို့မလာတော့ဘူးနော်ရတယ်အကြီးလှုပ်ရှားရှိရတာလို့တိန်နုကဘွားမယ်စိန်တို့ခြံဝင်းနဲ့နှစ်ဝိုင်းကြော်လောက်ကဖြစ်ပါတယ်။တိန်နုမှာယောက်ျားနဲ့သားလေးတစ်ယောက်ရှိရဲ့လေ။ယောက်ျားဖြစ်သူမောင်ကန်ပေါ်ကတောင်သူအလုပ်ကိုလုပ်ပြီးတော့တိန်နုတို့သားမျိုးကိုအရန်လဲချစ်ရှာရဲ့လေ။တိန်နုရောက်လာတဲ့အတန်ကိုကြားတော့ဘွားမယ်စိန်ကပတိကိုအဆုံးသတ်လိုက်ပြီးအိမ်ရှိကုပြစ်ခင်ကိုရောက်လာခဲ့တယ်။တိန်နုရောက်နေရလား။ဟုတ်တယ်ဘွားပတိစိတ်နေရဆိုလို့ကျုပ်ကစောင့်နေတာ။အော်အေးဘာအကြောင်းများရှိလို့လဲအေးဘွားမေစိန်ကကိုပြစ်ခင်မဝင်ထိုင်ရင်တိန်နုကိုမေးလိုက်တာပေါ့တိန်နုကမျက်နှာမသားမရနဲ့ကျုပ်ညတိုင်ကြရင်အိမ်မက်မက်တယ်တော့ဟဲ့မီတိန်နုလူပါဆိုအိမ်မက်မက်တာဘာဆန်းတော့တော့မိဖို့ကြောင့်မှထွက်လာတဲ့တော်ဝင်းကပြောလိုက်တာပါအဲ့တော့အဲ့လိုမဟုတ်ဘူးအကြီးရဲ့ကျုပ်မက်တာကပုံစံတူအိမ်မက်ကိုပြောတာကျုပ်အဲ့အိမ်မက်ကိုတခါတည်းသုံးခါမက်တယ်တော့ဟဲအစမ်းပါလားညီအိမ်မက်ကအဲ့ဒါကြောင့်ပြောတာပေါ့ကျုံမက်တဲ့အိမ်မက်ကိုစိုးရင်လို့ဘွားစီကိုလာမိတာအကြီးရဲ့ဘာဒီများမက်လို့တော့အေးဘွားမေစိန်ကမေးလိုက်တာပါဒေါ်ဝင်းကတော့ကိုပြစ်နှပေးမှာမတ်တက်ရက်ပြီးနားထောင်နေတာပေါ့ဒီလိုဘွားရေကျုပ်အိမ်မက်ထဲမှာလေကျုပ်ယောက်ျားကိုကန်ပေါ်ကလေတော့ဆက်မှာဓာတ်တလိုင်းနဲ့တင်နေတယ်လို့မတ်တာတော့ဟဲညီအိမ်မက်ကြီးကလည်းကြောက်စရာကြီးပါလားဟုတ်တယ်အကြီးကျုပ်အဲ့ဒါကိုတညရဲနဲ့သုံးခါမဲ့လို့ဘာစီကိုလာပြီးပြောတာတော့တိန်နုပြောတာကိုနားထောင်ရင်းနဲ့ဘွားမေစိန်ကညီတက်နေခဲ့ပါတယ်ခဏကြာမှတော့ဒီရပိုင်းညီယောက်ျားကိုအသွားလာကျူးဆိုင်ခိုင်းအိမ်မက်ဆိုတာများကလည်းမှန်တတ်တယ်အဲ့ဒါကြောင့်မို့တတိဝိရိယနဲ့နေခိုင်းအောင်ဟုတ်ဘွားဒါဆိုကျုပ်သူ့ကိုပြောထားပါမယ်ဖះကျုပ်ယောက်ျားဘေးကင်းပါစီတော့တိန်နုတယောက်ကသူ့ရဲ့ယောက်ျားကံပေါ်အတွက်စိတ်ပူနေတာပါအဲ့ဒီအချိန်မှာနန်းကြိုင်တယောက်အိမ်ပြန်ရောက်လာပြီလေသူ့ရဲ့မျက်နှာထပ်မှာရှိတဲ့တနခါကမျက်ရည်ချောင်းနေနဲ့ဆွတ်နေတာပေါ့ဟဲ့သမီးဘာဖြစ်လာလဲဒေါ်ဝင်းဖြစ်သူကသမီးကိုစိုးရင်တကြီးနဲ့မေးလိုက်တာပါနန်းကြိုင်ကတော့မိခင်ဖြစ်သူဒေါ်ဝင်းကိုပွေ့ဖက်ပြီးငုံနေရှာတယ်လေမိလီဘာဖြစ်လာလဲဆိုတော့ဘွားတို့ပြောလေကွယ်အမေမင်းနေရလေဘယ်သူကငါသမီးကိုရန်လုပ်လိုက်တာလဲပြောစမ်းအမေကိုပြောစမ်းဒေါ်ဝင်းကထမိန်တူတူပြင်ဝင်ပြီးဒေါသတကြီးနဲ့ပြောလိုက်ပါတော့တယ်ဟဲ့မီဝင်းကလေးကိုအသာမေးစမ်းမှာလူကြီးဖြစ်ပြီးတော့ဘာလို့ရှေ့ဆောင်လက်ပြမကောင်းနေရတာလဲအမေမသိပါဘူးကျုပ်ကလေကျုပ်သမီးကိုထိရင်ခံမှာမဟုတ်ဘူးတော့နန်းကြိုင်ကလည်းငိုနေသေးပါပဲဒေါ်ဝင်းတယောက်မိသူကိုဒေါသထွက်လို့ထွက်ရမှန်းမသိရှာဖြစ်နေပါတယ်အမဝင်းအေးဘာလဲမိပြိုင်ပြောမိပြိုင်ဆိုတဲ့အမျိုးသမီးတူဘွားမေစိန်တို့အိမ်ဝင်တွေကိုခတ်တုတ်ဝင်လာခဲ့တယ်လေကျုပ်သမီးပေါက်စနဲ့ကလေးချင်းရန်ဖြစ်လာတာဘာညီသမီးပေါက်စနဲ့ဟုတ်လားဘယ်မှလဲအဲ့ကလေးမငါသမီးကအခုထိ10နှစ်ပြည့်သေးတာမဟုတ်ဘူးညီသမီးကသူ့ထက်အသက်ကြီးပြီဘာလို့နိုင်ကျင်ရတာတော့ကလေးချင်းဆိုတော့အမရဲ့မိပြိုင်းဆိုတဲ့မိန်းမကြီးမှာဒေါ်ဝင်းကိုပြပြတလဲနဲ့ရှင်းပြနေရှာပါတယ်ဒေါ်ဝင်းနဲ့မိပြိုင်းတို့တယောက်ကိုတခွန်းစီပြောလိုက်စင်ပါပဲနန်းကြိုင်အစောကငါတွန်းလိုက်တာလွန်သွားတယ်ငါ့ကိုစိတ်မဆိုးပါနဲ့နော်ရှားပါတယ်ဟာတငယ်ချင်းတွေပဲငါမနာပါဘူးနန်းကြိုင်နဲ့ပေါက်စားတို့တငယ်ချင်းနှစ်ယောက်ပြန်ပြီးတော့အဆင်ပြေသွားကြပါပြီတစ်ဖက်လူကြီးတွေမှာတော့နောက်ညီသမီးငါသမီးကိုထိကြည့်မိဝင်းတော့ညှမှာမဟုတ်ဘူးနော်
ဒေါ်ဝင်းကဒေါသထွက်လို့မပြီးသေးပါဘူးအဲ့ဒီခါမှာဘွားမေစိန်ကဟဲ့မီဝင်းညီသမီးဗမာတော့အဲကျုပ်သမီးရောဘယ်ရောက်သွားရလဲသမီးရေဟဲ့သမီးလေးအကြီးသမီးပေါက်ဆမနဲ့ပြန်တက်လို့သွားတောင်စော့နေပြီအကြီးမှသာမပြိုင်းကိုရန်လို့မပြီးတော့တာဟမ်တိန်နုကဝင်ဖြေတော့မှဒေါ်ဝင်းတယောက်နားလဲသွားပါတော့တယ်ကဲကဲမိပြိုင်းဘွားတို့ကဘာမှဖြစ်ဘူးကလေးချင်းဖြစ်တာပဲအေးနားလဲပါတယ်ဘွားသမီးကသူ့သမီးကိုထီမကြိုက်လို့ပြောတာပါအေးစိတ်แท้ရှိလို့ပြောတာမဟုတ်ဘူးနော်ဟုတ်ကဲ့ပါဘွားရဲ့ကျုပ်နားလဲပါတယ်ဒါဆိုကျုပ်ပြန်တော့မယ်နော်အေးအဲ့လိုနဲ့တိန်နုနဲ့မိပြိုင်းတို့ပြန်သွားကြပါတော့တယ်ဒေါ်ဝင်းခမလည်းသမီးဖြစ်သူနန်းကြိုင်အတွက်တပ်ပြင်းလေးချပြီးမိဖို့တဲကိုပြန်ဝင်သွားပါတော့တယ်နောက်ထပ်2 ရက်လောက်ကြာတော့ကိုကံပေါ်ကြီးဆုံးသွားပြီတဲ့ဟေးဘာဖြစ်တာလဲအသက်ခံရတာတဲ့ရွာပြင်ကလေရောဆက်မှာဓာတ်တလိုင်းနဲ့ဆိုပဲဟဲအဲ့ဒါဆိုအလောင်းအိမ်မှာရှိနေမှာပေါ့တော်ကြည့်ကြအောင်လေတောင်ထွန်းရွာမှာကံပေါ်အသက်ခံရတဲ့တဲ့ရင်ကပြန့်နှံ့နေပါတယ်အလောင်းရှိရမှာကံပေါ်ရဲ့ဇနီးသိန်းတို့နဲ့တားဖြစ်သူတို့ငိုကြီးချက်မနဲ့အော်ဟစ်နေကြတယ်လေကိုကံပေါ်ရဲ့တော့ပြောပါတယ်မတော်ပါနဲ့မလိုက်ပါနဲ့ကျုပ်စိတ်မချလို့ပါလို့ပြောတာကိုပြောမရဘူးအခုတော့ကျုပ်ထင်ထားတဲ့အတိုင်းဖြစ်ပြီးတော့ရဲ့တိန်နူတို့သားမိကိုအားလုံးကတနာနေကြတာပေါ့ကံပေါ်အတွက်လည်းစိတ်မကောင်းကြဘူးလေတကြီးဦးနောင်ချိုတို့ရွာတကြီးတွေလူစုမှလည်းလူသက်သမားကိုတွန်းပြီးတော့ရှာဖွေနေကြတာပေါ့ကျုပ်ယောက်ျားသူ့တငယ်ချင်းဘာကျော်ရဲ့ဖိုးပေရဲ့နဲ့တစ်ဖက်ရွာဖဲရိုက်မယ်ဆိုပြီးသွားကြတာအပြန်ကြဘာကျော်နဲ့ဖိုးပေကဖဲဝိုင်းမှာကြံခဲ့ပြီးသူတယောက်တည်းပြန်သွားတယ်လို့ဘာကျော်ကကျုပ်ကိုပြောတယ်တကြီးရဲ့တိန်နူကသူတိသမျှကိုပြောတော့ဘာကျော်နဲ့ဖိုးပေတို့ကိုလည်းတကြီးကစစ်မိတယ်လေသူတို့ပြောတာကအဲ့ဒီပုံစံတူပဲဖြစ်နေတာကြောင့်လူသက်သမားအတွက်အဖြေရှာမရကြသေးပါဘူးကျုပ်တို့ကဖဲရှုံတော့မပြန်နိုင်သေးဘူးဖြစ်နေတာဒီကောင်ကြီးကသူ့အိမ်ကြံခဲ့တဲ့မိမနဲ့တောင်စိတ်မချဖြစ်လို့ဆိုပြီးပြန်သွားတာတကြီးကခုမနဲ့ကျုပ်တို့ဖဲဝိုင်းရပြန်မှသူ့တရင်ကိုသိရတော့တာပဲဗျာဘာကျော်ကတငယ်ချင်းဖြစ်သူအတွက်စိတ်မကောင်းဖြစ်နေရှာတယ်လေဖိုးပီကလည်းမျက်ရည်များပြီးကြလို့ပေါ့သူတို့ပြောတာကိုတကြီးကလည်းလက်ခံလိုက်ရပြီးကံပေါ်ရဲ့အာတုပကိုဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြတယ်လေတိန်နုတယောက်ကံပေါ်အာတုပကိုလာတဲ့ဘွားမယ်စိန်ကိုဖက်ပြီးငိုကြွေးရင်ဘွားပြောသလိုဒင်းကမစင်ကျင်ဘူးဘွားရဲ့အခုတော့ကျုပ်တို့ကိုထားခဲ့ပြီလေအဲ့လိုပြောပြီးအာတုပမှာလာကူကြသူတွေကလည်းစိတ်မကောင်းဖြစ်ကြတာပေါ့ကံပေါ်ရဲ့အာတုပသာပြီးဆုံးသွားခဲ့ပါတယ်ကံပေါ်ကိုတတ်တဲ့တရက်ခံဘသူဘဝဆိုတာမသိကြသေးပါဘူးတရက်မှာတော့ဘွားပြုတ်ဘွားကျုပ်ပါဟဲ့ဘသူတို့ဝိုင်းနဲ့ဝင်ခဲ့လေချက်ဝိုင်းပြင်မှာခေါ်တဲ့ကြောင့်ဘွားမေစိန်ကလှမ်းခေါ်လိုက်တယ်ကျုပ်ဝင်မရဘူးဗျဘွားကျုပ်ဘွားကိုပြောစရာရှိလို့ပါဗျာဘွားမေစိန်ကချက်ဝင်းအပြင်ဘက်ကိုထွက်လာခဲ့တော့တယ်အဲ့လိုထွက်လာတာမှချက်ဝန်းရဲ့အပြင်မှာမြင်ရတာကဟဲမောင်ကန်ပေါ်ဟုတ်တယ်ဘွားကျုပ်ကန်ပေါ်ပါဗျအေးမောင်ရင်အာတုပါတောင်တနေ့ကပြီးသွားတယ်မောင်ရင်ကျုပ်သိပါတယ်ဘွားကျုပ်မကျင်တတ်တာရှိလို့ကျုပ်ဘွားကိုအိမ်မက်ပေးတာပါအော်အေးပြောလေမောင်ရင်ကိုဘယ်သူတတ်တာတော့ကျုပ်ကိုဟောဒီတာနဲ့မညမတာထိုးတတ်တာဟိုကောင်ဘာကြော်နဲ့ဖိုးပေလို့ဗျကျုပ်မကျင်တတ်ဘူးတင်းတို့ဟင်ဘာကြော်နဲ့ဖိုးပေဟုတ်လားသူတို့ကမောင်ရင်တငယ်ချင်းတွေမဟုတ်ဘူးလားကျုပ်တငယ်ချင်းတွေပါဗျာဒီကောင်တွေဖဲဝိုင်းမှာဖဲရှုံတော့သူတို့ပါသမျှကုန်တယ်လေကျုပ်ကလိုက်တာကြည့်တာဖဲမစော့ဘူးဒါကိုကျုပ်စီကကျုပ်များသိမ့်လူစင်မိထားတဲ့လက်စွပ်ကိုအတင်းတောင်းကြတယ်ကျုပ်ကလည်းမပေးနိုင်တာနဲ့သူတို့ကိုညင်းပြီးရွာဟောက်တယောက်ထဲပြန်လာခဲ့တာဒါကိုဒီကောင်တွေကမကျင်မနှက်ဖြစ်ပြီးကျုပ်ကိုလိုက်တက်ကြတာဗျကျုံမရသိန်းလူစင်မေးထားတဲ့လက်စွပ်လဲဟိုကောင်ဘာကျော်စီမှာရှိသေးတယ်ကျုပ်ဒင်းတို့လက်စားချေပြီးမှတာတို့ခေါ်မယ်ဗျာဒါမို့ဘွားသိန်းလူကိုကျုပ်ပြောတာတွေပြောပြပါအေးသိန်းလူအတွက်လဲရန်ကမသေးဘူးကံပေါ်ရဲ့ကဲပါလေမောင်ရင်ကိစ္စသာအရင်ရှင်းပါဘွားတို့ဘက်ကသိန်းလူတို့သားမျိုးစောင့်ရှောက်ထားပါမယ်ဟုတ်ကဲ့ပါဘွားဒါဖြင့်ကျုပ်သွားပြီဗျာဘွားမယ်စိန်ကမိမိကိုအိမ်မက်လာပြီးတဲ့ကံပေါ်အကြောင်းကိုတွေးပြီးတက်ပြင်းချလိုက်မိပါတယ်အဲ့ဒီအကြောင်းကိုလည်းတိန်နူတကြီးဦးနောင်ချိုတို့လူစုကိုလည်းတိတ်တိတ်ဆိတ်ခေါ်ပြောထားလိုက်တယ်လေ
ကျုပ်လင်လူပေါင်းမှားတာဘွားရဲ့ဟွန်းဒင်းတို့တွေတိမ်မကျုပ်လင်ရဲ့ရောက်တဲ့ဘဝမှာစိတ်ချမ်းသာရမှာတိန်နုခမလည်းယောက်ျားဖြစ်သူအတွက်ခံပြင်းစိတ်တွေကပြင်းထန်နေရှာပါတယ်ဘလို့ဆက်လုပ်မလဲဘွားကျုပ်ဒီကောင်တွေကိုဖမ်းပြီးမြို့ခတ်ကိုအံ့မလားနေပါအောင်မောင်နှောင်ချိုရဲ့တေသူစိတ်ရှိသမျှလုပ်ပါစေအောင်သူတို့အပြစ်သူတို့ခံရစီမယ်ဘွားမေစိန်ကတားတော့တကြီးဥပစေတို့မှာဘာကျော်ရဲ့လှုပ်ရှားမှုကိုမတိမတာစောင့်ကြည့်နေရတာပေါ့ဘာကျော်နဲ့ဖိုးပီတို့ထန်းတော်မှာရန်ဖြစ်ကြတယ်ဖိုးပီကဘာကျော်ကိုဓာတ်နဲ့ပိုင်းပစ်လိုက်တယ်တဲ့ဒါတွေမကဘူးသူ့ကိုယ်သူပါဓာတ်နဲ့ဘိုက်ကိုတစုံထိုးချလိုက်ပြန်တယ်တဲ့ဟဲဒါဆိုသိကုန်ပြီလားတိတ်တာမှ2ယောက်လုံးတော့ဘေးမှာရှိတဲ့သူတွေတောင်ကြောက်လန့်ကုန်တာတဲ့အစအေးစီထိုင်းရီတောင်းနေကြရကဖိုးပီကမျက်လုံးပြူးပြူးကြီးနဲ့ဘာကျော်ကိုစိုက်ကြည့်ပြီးမင်းတို့ဒီနေ့တရားမယ်နေဟေးဆိုပြီးတော့ဘေးမှာချထားတဲ့ဓာတ်နဲ့ဘာကျော်ကိုပိုင်းချလိုက်တာတဲ့ကြောက်စရာကြီးအရက်ကြောင်များကြောင်နေရလားမဟုတ်တော့ဘူးတို့တကြီးသူတို့အလောင်းတွေကိုကြည်နေပြောတာကတော့ကံပေါ်လက်စားချီလိုက်တာပဲတဲ့ဟေးဒါဆိုကံပေါ်တက်တာဒီနှစ်ကောင်ပေါ့ခွေးမသားတွေကိုတ်တရတဲ့သားတငယ်ချင်းချင်းကိုတတ်ရတယ်လို့သိပါစေဒင်းတို့ကံပေါ်ကပြန်တက်လိုက်တာအေးတာပဲတောင်ထုံးရွာမှာရှိတဲ့တည်င်းတွေမှာလည်းပြက်နှံကုန်တာပေါ့အဲ့ဒီတည်င်းအတိုင်းမှာပဲကံပေါ်တယောက်ဖိုးပေကိုပူကပ်ပြီးလက်စားချီလိုက်တာပါဘာကျော်စီရတဲ့လက်စွပ်ရော့တိန်နုတကြီးကတိန်နုကိုလက်စွပ်လေးပေးလိုက်ပါတယ်တိန်နုကကိုကံပေါ်တော်လက်စားချီလို့ပြီးရင်ဟောဒီလက်စွပ်ကိုရောင်းပြီးကျုပ်အလှတန်းလုပ်ပြီးမယ်တော်တာတို့ခေါ်နော်ဘာမေစိန်ကလည်းသူလှုပ်ချင်တာလှုပ်ပြီးပြီဆိုတော့တာရုခေါ်มาပါဟုတ်ကဲ့ပါဘွာအဲ့လိုနဲ့ကံပေါ်အတွက်အလူအတန်းလှုပ်ပြီးလိုက်တယ်တရွာလုံးကလူတွေကလည်းဝိုင်းဝန်းကူညီပေးုံသားမကတိန်နုတို့သားမိအတွက်လည်းအလူငွေတွေပါဝင်ထည့်ကြပါသေးတယ်ဒါကတော့မတူတော်တို့ကလည်းသူတို့လာရလန်းကိုတွားခဲ့ရပြန်ပါပြီဒီဇလန်လေးကိုအစအဆုံးနားဆင်လိုက်ရတဲ့အတွက်ကျင်းနဲ့တက်လိမ့်မယ်လို့ယုံကြည်မိပါတယ်ရှင်။အခုလိုမျိုးဇလန်ကောင်းလေးတွေပညာပေးဇလန်တွေကိုတင်ဆက်ပေးနေတာဖြစ်တဲ့အတွက်ကျမတို့ channel လေးကိုအမြဲစောင့်မျှော်အားပေးကြပါအောင်လို့ပြောကြရင်အားလုံးကိုကျေးဇူးအထူးပဲတင်ပါတယ်ရှင်။